နောက်20ရွေးကောက်ပွဲကြီးကနေသူတက်လာမယ်ဒေါ်စန်းစုကြည်နေရာဝင်ကြည့်လေသူ့နေရာကိုခံစားပြီးခဲ့တဲ့9နှစ်တုန်းကလည်းငါစောက်လို့မရဘူးဒီတောက်ကောင်လေးငါ့ကိုမျိုးလုပ်နေရတယ်အခုဒီဖွဲ့စည်းပုံနဲ့ပဲအခု2020ရွေးကောက်ပွဲမှာငါနိုင်ပြန်ပြီအခုအချိန်တွေကပိုတော့မကောင်းဘူးဘာဖြစ်လို့ငါ international လည်းငါဘက်မရှိဘူးဟုတ်လား ICC မှာလည်းသွားပြီးတော့ရှင်းထားသေးတယ်ဇလန်းနေရဟုတ်လားတက်လို့တွေကမအောင်မြင်တဲ့အပြင်ငါသောက်ပြဿနာတွေကငါရှိလာပြီးတော့သူများရှူကငါရှူလာပတ်နေတယ်သုံးဆန်းစုကြည်နေအောင်ခံစားလူခံစားကိုချင်းစားတရားထားလူခံစားအခု2020ရွေးကောက်ပွဲရောဒီ9နှစ်ကိုငါစပါလာဘယ်လိုလုပ်ဆောက်လို့လုပ်မှာလဲဘယ်လိုလုပ်ဆောက်လို့လုပ်မှာကဲပြောဘယ်လိုဆောက်လို့လုပ်အောင်ဒီဖွဲ့စည်းပုံအခြေခံတယ်ပြီးခဲ့တဲ့9နှစ်ကအထက်သိုးဖို့ပဲရှိတော့တယ်လေဒီမှာစောင့်ကြည့်နေတဲ့အပမာသတင်းတောက်တွေမှာ